2001 စက်တင်ဘာလမှာဖြစ်သွားတယ်ဟိုထိတ်ဆိုင်တဲ့စိတ်ပိုင်းတန်ကြောင်းလေးမမိုးရီအနေနဲ့ဒီမှာထားအဲ့မှာအသေးအကြဆုံးအသေးသွားတဲ့အဲ့မှာလူရဲနေပါအဲ့တော့ပြိုသွားတော့တည်သွားတဲ့လူရဲ့နာမည်လေးပေါ့နော်အဲ့တော့ဒါ2004မှာဒါကိုပြန်ပြီးတော့ပြင်နေတာဒါလေးမြေကမှတ်ရနေအောင်ပြန်စိုက်လာတော့ဘော်ရီဆန်တာကဒါအတန်ကြောင်းစိတ်ပိုင်းအဲ့ဒီမှာထောင်းလာနော်ဒီကတော့ဘယ်လောက်ထူလဲဒါမီလီမီတာနဲ့တွက်မယ်ဆိုရင်10 millimeter maybe 100 something တော့ထူတယ်နော်